ဒီနေ့ခေတ်မှာ social media ဆိုတာအချိန်ဖြုံးဖို့နေရာတစ်ခုတည်းမဟုတ်တော့ဘူးအတုံးချတတ်ရင်ချတတ်တယ်လို့အခွင့်အလမ်းတွေကိုဖန်တီးနိုင်တဲ့နေရာတစ်ခုဖြစ်လာပြီဒီနေ့ကိုမိနစ်အနည်းငယ်ပဲပေးပြီးတော့အသိပညာတွေကိုလည်းသင်ယူနိုင်တယ်ကိုဝါသနာပါတဲ့အရာတွေကိုလည်းမျှဝေနိုင်တယ်ကိုယ့်ရဲ့ personal brand ကိုလည်းတည်ဆောက်နိုင်တယ်တချို့သူတွေဆိုလည်း social media ပေါ်ကနေပဲအလုပ်တွေရကြတယ် social media ပေါ်ကနေပဲစီးပွားရေးတိုးတက်အောင်လုပ်ကြတယ်တချို့ဆိုလည်းကိုယ့် image တွေကိုအကောင့်ထဲပေါ်ဖို့ social media ပေါ်ကနေပဲစတင်ကြတယ် social media ပြဿနာမဟုတ်ဘူးဘယ်လိုအသုံးပြုရမလဲဆိုတာကပဲအရေးကြီးတာတချို့လူတွေက social media မှာအချိန်ဖြုံးနေခြင်းတချို့လူတွေကအဲ့ဒီနေရာကနေပဲပညာတွေကိုသင်ယူနေကြတာတုံးချတတ်တဲ့သူတွေအတွက်တော့ဒီနေရာကအခွင့်အလမ်းတွေပြည့်နေတဲ့နေရာတစ်ခုပေါ့ဒီနေ့သင် scroll လုပ်နေတဲ့ဖုန်းတစ်လုံးကမနေ့ဖြန်မှာသင်ဝင်ငွေရဲ့အရေးအမြစ်ဖြစ်လာနိုင်ဒီနေ့ကစပြီး scroll လုပ်ရုံမဟုတ်ပဲ learn လုပ်ကြည့်ပါ compare လုပ်ရုံမဟုတ်ပဲ create လုပ်ကြည့်ပါအဲ့ကြည့်နေရုံမဟုတ်ပဲစတင်လှုပ်ဆောင်ကြည့်လိုက်ကိုယ့်ရဲ့အနာဂတ်တစ်ခုကိုပြောင်းလဲပေးနိုင်တဲ့အခွင့်အရေးက social media ပေါ်မှာရှိတယ်ဒါကတော့တီတီရဲ့အတွေးနဲ့အမြင်ပေါ့နော်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နော်